မင်္ဂလာပါခင်ဗျာ Listen in the kitchen မိဖို့ထဲမှာနားဆင်မှာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အပိုင်း6ကိုရောက်လာပါပြီဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့အားလုံးနဲ့အလွန်ကိုရင်းနှီးတဲ့အချင်းတွေနဲ့ချင်ဘတ်တွေအကြောင်းပါဒါပေမဲ့တမန်ကရှန်ကာမျိုးမဟုတ်ဘဲနဲ့မိသားစုကျန်းမာရေးအတွက်အရေးကြီးတဲ့ဘူဒုတာတစ်ခုအဖြစ်မျှဝေလိုက်ခြင်းဖြစ်ပါတယ်အချင်းစားတာကအစာကြီးစေတယ်ဈေးတွေကလက်လုံချင်တွေဝယ်စားပြီးတော့ဝမ်းလျှောသွားတယ်ဒီအချက်နှစ်ချက်လုံးကမှန်သလားမှန်ပါတယ်ဒါဟာထုတ်လုပ်မှုဖြစ်စဉ်နဲ့တန်ရှင်းရေးအပေါ်မှာပဲမူတည်နေပါတယ်ဒီနေ့မှာကျွန်တော်တို့မြမရိုးရာလက်လုံချင်များအပြင်ကပ္ပအတိမတ်ပြုအချင်းတဲနီးနှစ်ခုကိုပါနှိုင်းယှဉ်သွားပါမယ်အဲ့ဒါတွေကတော့ထိုင်းနိုင်ငံရဲ့မုံညင်းချင်းကိုရီးယားနိုင်ငံရဲ့ကင်ချီတို့ဖြစ်ပါတယ်အဲ့ဒီနှမျိုးကတော့ကမ္ဘာမှာလူတီများကြော်ကြားတဲ့အချင်းတွေဖြစ်ပြီးတော့သူတို့ရဲ့ပိုးမွားပြန်ပွားပုံတွေဝန်းပြက်ဝန်းလျှောဖြစ်ခဲ့တာတွေကိုပါ case study တွေအနေနဲ့တေချာမှတ်တမ်းတင်ပြုပြင်နိုင်ခဲ့တဲ့စီးပွားဖြစ်ထုတ်ကုန်တွေဖြစ်ပါတယ်မြန်မာကြံဆိုင်တဲ့ထိုင်းဖက်ကတ်ဒေါန်ကိုရီးယားကင်ချီတွေကနေသင်ယူရမယ့်သင်ခန်းစာများအကြောင်းကိုပြောပြပါမယ်မြန်မာချင်မတ်နဲ့တနတ်တွေဘေကင်းမှုတွေဘာတွေခွဲခြားသိဖို့လိုမလဲဝမ်းတလုံးကောင်းရင်ခေါင်းမခဲရဘူးလို့ဆိုတဲ့ဦးလန်းချောင်းကျမ်းမာရေးနဲ့ချင်ဘတ်တွေအကြောင်းအစာရင်ဦးလန်းချောင်းတွေကအကျိုးပြုပိုးလေးတွေအတွက်အရေးကြီးတဲ့ prebiotics လို့ခေါ်တဲ့အဲ့ဒီပိုးလေးတွေရဲ့အစာ probiotics တွေ postbiotics တွေအကြောင်းဈေးတွေကအချင်းတွေကလူတွေကိုဘာဖြစ်လို့ဝမ်းလျှောစေတာလဲအိမ်မှာဘလို့ဘေးကင်းအောင်ဝယ်ယူထားသူစားသုံးကြမလဲဆိုတာတွေကိုပါပြောပြသွားပါမယ်မြမအစားအစာမှာအချင်းတဲနီးက2မျိုးရှိပါတယ်တနက်ကတော့စီနဲ့ဟင်းခတ်အမွှေးအကြိုင်တွေနဲ့သုံးပြီးတော့တဲတဲ့နီးပါအိန္ဒိယနဲ့နီပေါနိုင်ငံတွေကအချားနဲ့ဆင်တူပါတယ်ချင်ဘတ်ကတော့စားရည်သို့မဟုတ်စံစည်းရည်ကိုအခြေခံပြီးတော့တဲတာဖြစ်ပါတယ်မုံညင်းချင်းကချင်ဘတ်တွေထဲမှာအတွေ့အများဆုံးချင်ဘတ်မျိုးစားဖြစ်ပါတယ်ဘေးကင်းရေးအတွက်ကိုကြည့်လိုက်လို့ရှိရင်တနတ်အတွက်ကရေဓာတ်ပါဝင်မှုကိုထိန်းချုပ်နိုင်ဖို့တဲတဲ့ဇွန်တတ်မှုနဲ့စီကအချင်းကိုအမြဲဖုံးနေဖို့လိုပါတယ်ချင်ဘတ်အတွက်ကတော့စားပါဝင်မှုနှုံးကိုထိန်းချုပ်နိုင်မှုလိုအပ်တဲ့အချင်းပေါက်ချိန်ပြေဝမှုအသီးတွေအရွက်တွေအရည်တွေကိုမြုပ်နေမှုနဲ့အချင်းတဲပြီးတဲ့နောက်ပိုင်းမှာညဉ့်ညမ်းမှုမရှိအောင်ကာကွယ်ဖို့ဆိုတဲ့နည်းလမ်းတွေပါဝင်ပါတယ်စနစ်တကျတန်ရှင်းစွာအချင်းဖောက်ထားတဲ့ချင်ဘတ်တွေမှာ lactic acid bacteria LAB လို့ခေါ်တဲ့အကျိုးပြုပိုးတွေအများများပါဝင်ပါတယ်။ကြမ်ဆိုင်ကမုံညင်းတုပ်တစ်ခုတည်းပါဝင်ပြီးတော့ကင်ချီကတော့မုံညင်းတုပ်မုံလာဥကြက်သွန်ပြူဂျင်းငရုတ်သီးတခါတလေမှာကျွန်တော်တို့ခါကျက်ဥလို့ခေါ်တဲ့မုံလာဥနီးစတာတွေကိုအခြေခံပြီးတော့အချင်းပေါက်အောင်လှုပ်ထားတာပါ။တခွားသီးနဲ့အချင်းဖောက်တာကိုလည်းတွေ့နိုင်ပါတယ်။ကင်ချီကရှာလကာရီကြောင့်ချင်တာမဟုတ်ပါဘူး။ချင်းပေါက်တဲ့အခါမှာထွက်လာတဲ့အကျိုးပြုပိုးလေးတွေကြောင့်ချင်တာဖြစ်ပါတယ်။အချင်းတဲခြင်းဟာစနစ်တကျတန်ရှင်းပြီးတော့အချင်းပေါက်မှုအောင်မြင်နေဆိုရင်အကျိုးပြုပိုးတွေက pH ပမာဏကိုလျှော့ချပေးပါတယ်။ pH 4.6 4.6 ဆိုတဲ့အတိုင်းအတာဟာဘေးကင်းရေးအတွက်အရေးကြီးတဲ့ကဏ္ဍဖြစ်ပါတယ်။ pH 4.6 အထက်မှာရှိနေရင်အန္တရာယ်ရှိတဲ့ပိုးတွေပေါက်ဖွားနိုင်ပါတယ်။ ကင်ချီကိုအချင်းမပေါက်ခင် pH 4.6 အောက်ကိုမရောက်ခင်မှာအပူချိန်မြင့်တဲ့နေရာမှာထားရင်အန္တရာယ်ရှိတဲ့ပိုးတွေပေါက်ပွားလာနိုင်ပါတယ်။ဒါကြောင့်အိမ်မှာချင်ဘတ်ကြမ်းမဆိုင်ဒါမှမဟုတ်ကင်ချီလုပ်မယ်ဆိုရင်အချင်းတဲတဲ့ကြာမြင့်ချိန်နဲ့အပူချိန်ကိုအထူးသတိထားဖို့လိုအပ်ပါတယ်။ကျွန်တော်တို့အစာရင်ဦးလန်းချောင်းရဲ့ acid ဓာတ်အကြောင်းကိုဗဟုသုတအဖြစ်နည်းနည်းလေ့လာကြည့်ရအောင်ပါ။ပုံမှန်အားဖြင့်တော့အစာရင်ထဲမှာရှိတဲ့ acid ဓာတ်ဟာအလွန်ပြင်းထန်ပြီးတော့ pH အဆင့်1.5 ကနေ 3.5 အတွင်းရှိတတ်ပါတယ်။ပရိုတင်းအသားဓာတ်တွေကိုအကောင်းဆုံးခြေဖြတ်နိုင်ဖို့နဲ့ပိုးမွှားတွေကိုတတ်နိုင်ဖို့အတွက်တစ်ခါတလေမှာ pH 1 လောက်အထိတောင်ကျဆင်းပြီးတော့ acid ဓာတ်ဟာပိုပြင်းသွားတတ်ပါတယ်။အစာစားလိုက်တဲ့အချိန်မှာတော့အစာအိမ်ထဲကို acid တွေထပ်မံမထုတ်ခင်မှာ pH အဆင့်6ဂျားနေအဆင့်နီးပါးအထိခဏတက်သွားလိမ့်ရှိပါတယ်
သူ့ရဲ့လှုပ်ဆောင်ချက်ကတော့ဘက်တီးရီးယားတွေကိုသေစေပြီးပရိုတင်းတွေကိုခြေဖြတ်ခြင်းအာဟာရဓာတ်တွေဖြစ်တဲ့ဥပမာဗိုက်တာမင် B12 လိုဓာတ်မျိုးကိုစုပ်ယူမှုကိုကူညီပေးဖို့နဲ့အစာခြေစနစ်ကိုအချက်ပေးခြင်းတို့ဖြစ်ပါတယ်။ပြန်ကြည့်လိုက်ရင် pH 1 acid အပြင်းဆုံးအနေထားကနေ pH 14 alkaline အပြင်းဆုံးအထိရှိပြီးတော့ခုကတော့ကြားနေအဆင့် neutral ဖြစ်ပါတယ်။ဒါကြောင့်လူအစာအိမ်နဲ့ကိုက်ညီတဲ့တောက်ရည်ကို pH 7 အဆင့်လို့သတ်မှတ်ကြတာဖြစ်ပါတယ်။ pH ရဲ့သဘာဝကနှိမ့်သွားလေ acid ဘက်ကိုရောက်သွားပြီးတော့မြင့်သွားလေ alkaline ဘက်ကိုရောက်သွားလေလို့အကြမ်းမြင်မှတ်ထားလို့ရပါတယ်။အစားအစာရဲ့တက်ရောက်မှုကတော့အစာစားလိုက်ချိန်မှာအစားအသောက်တွေကအစာအိမ်ထဲက acid ဓာတ်တချို့ကိုဓာတ်ပြဲစေတာကြောင့် pH အဆင့်ကခဏတက်သွားပါတယ်။ဒါကအစာအိမ်ကို acid တွေထပ်မံထုတ်လုပ်ဖို့လှုံ့ဆော်ပေးတာဖြစ်ပါတယ်။အစာခြေစနစ်မှာ acid ဓာတ်ကအလွန်အရေးကြီးပါတယ်။ပရိုတင်းတွေကိုခြေဖြတ်ပေးတဲ့ pepsin လိုမျိုး enzyme တွေအလုပ်လုပ်နိုင်မှုအတွက်အဲ့ဒီ acid ဓာတ်ကမရှိမဖြစ်လိုအပ်ပါတယ်။အစားအသောက်တွေမှာကပ်ပြီးပါလာနိုင်တဲ့အန္တရာယ်ရှိတဲ့အပြင်ကဘက်တီးရီးယားနဲ့ virus တွေကိုတားဆီးကာကွယ်ပေးတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။စိုင်ထဲမှာ acid ဓာတ်မှန်ကန်မှသာအစာရည်ပျော်တဲ့အစာရင်ကြားထဲကအပေါက် LES ကိုလုံအောင်ပိတ်ထားနိုင်မှာဖြစ်ပါတယ်။ဒါမှသာ acid တွေလေကြောင်းကတဆင့်အထက်ကိုဆန်တက်စေတဲ့ acid reflux ဖြစ်ခြင်းကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ဦးလန်းချောင်းကျန်းမာရေးကိုကြည့်ရအောင်ပါ။ prebiotics, probiotics နဲ့ postbiotics ဆိုတာဘာတွေလဲ။ prebiotics ဆိုတာကတော့ဟင်းသီးဟင်းရွက်မှာပါတဲ့အမြင်ဓာတ်တွေဖြစ်ပါတယ်။ဒါတွေကဦးလန်းချောင်းတွေကအကျိုးပြုပိုးတွေအတွက်အလွန်ကောင်းတဲ့အစာဖြစ်ပါတယ်။ probiotics ဆိုတာကတော့အသက်ရှင်နေတဲ့အကျိုးပြုပိုးမွှားလေးတွေကိုခေါ်တာဖြစ်ပါတယ်။ဒါပေမဲ့အချင်းတိုင်းမှာ probiotics မပါနိုင်ပါဘူး။အပူပေးလိုက်လို့ရှိရင်ဥပမာဟင်းချက်စားလို့ရှိရင် probiotics ပိုးလေးတွေတည်သွားနိုင်ပါတယ်။ postbiotics ဆိုတာကတော့ပိုးလေးတွေတည်သွားရင်တော့မှသူတို့ထုတ်လုပ်ခဲ့တဲ့ acid တွေနဲ့ cell အစိတ်ပိုင်းတွေကကျန်းမာရေးကိုအကျိုးပြုစေဖို့ကြန့်ရှိနေတာမျိုးကိုခေါ်တာဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်ဘူတုဒအနေနဲ့ပြောရရင်တော့ probiotics ကိုအစာအိမ်ကနေဦးလန်းချောင်းတဲ့အထိကိုရောက်သွားအောင်လို့ probiotics အနေနဲ့ထွက်လာတဲ့ဆေးတချို့မှာ stomach skip ဆိုတဲ့စကားလုံးတစ်ခုပါပါတယ်။အဲ့ဒါဘာလဲဆိုတော့အဲ့ဒီ probiotics တွေဟာအစာအိမ်ထဲကိုရောက်သွားတဲ့အခါမှာအစာအိမ်ရဲ့ acid ဓာတ်ကြောင့်သေမသွားဘဲနဲ့ဦးလန်းချောင်းထဲကိုရောက်သွားတဲ့အထိဂျားထဲမှာအလွှာတစ်ခုခံပေးလိုက်တာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီဆေးကိုတောက်လိုက်လို့ရှိရင်အစာအိမ်ထဲက acid ဓာတ်တွေကိုကြော်ပြီးတော့မှ probiotics တွေဟာဦးလန်းချောင်းထဲကိုရောက်သွားပြီးလူကိုအကျိုးပြုစေတာဖြစ်တဲ့အတွက် probiotics ဆေးတွေဝယ်လို့ရှိရင် stomach skip ဆိုတဲ့စကားလုံးပါတဲ့ဆေးဟာပို့ပြီးတော့လည်းထိရောက်တယ်ပို့ပြီးတော့လည်းဈေးမြင့်နိုင်တာကိုသတိပြုကြရမှာဖြစ်ပါတယ်။ဆက်ပြီးတော့ kimchi ကြောင့်ဝမ်းပြက်ဝမ်းလျှောခြင်းအကြောင်းတွေကိုကြည့်ကြအောင်ပါ။ kimchi ဟာရေဘူးရအဖြစ်တော့ဘေးကင်းပေမဲ့ကနေဒါနိုင်ငံမှာ kimchi မှာပါလာတဲ့ E. coli 0157 ပိုးကြောင့်ဝမ်းပြက်ဝမ်းလျှောဖြစ်ခဲ့တဲ့မှတ်တမ်းတချို့ရှိပါတယ်။ဒါကတော့ကုန်ကျန်းဖြစ်တဲ့မုံညင်းတို့ကိုပေချာဆေးကြောတန့်ရှင်းမှုမပြုတာအချင်းတဲနေချိန်မှာကင်တွယ်ဖို့မှားယွင်းတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ဒါကြောင့်အချင်းတဲထားရုံနဲ့တင်တန့်ရှင်းရေးကိုလစ်လူရှုလို့မရဘူးဆိုတာကိုသင်ခန်းစာယူဖို့ကောင်းပါတယ်။နောက်တစ်ခုကတော့ဆိုဒီယမ်လို့အများသိကြတဲ့စားပါဝင်မှုမြင့်မားခြင်းဖြစ်ပါတယ်။ကင်ချီနဲ့မုံညင်းကျင်တွေမှာစားဓာတ်ကအများကြီးပါပါတယ်။စားကအချင်းကိုတာရှည်ခံစေပေမဲ့သွေးတိုးယောဂရှိသူတွေအတွက်တော့သတိထားမယ့်အချက်ဖြစ်ပါတယ်။ဒါကြောင့်အချင်းတွေကိုဟင်းတစ်ခွက်လို့အများကြီးတစ်ခါတည်းမစားဘဲနဲ့အမြီးအနေနဲ့ကတွင်းကိုမိန်စေတဲ့ရှာကိုထိန်းစေတဲ့အစာတစ်ခုဖြစ်ပဲစားသင့်ပါတယ်။နောက်တစ်ခုကတော့အချင်းဖောက်ထားတဲ့အစားအစာတွေနဲ့ဂေါက်ယောဂါကိုဖြစ်စေတဲ့ uric acid တို့ဆက်စပ်မှုအကြောင်းဖြစ်ပါတယ်။ဟင်းသီးဟင်းရွက်တွေကိုအချင်းတဲတဲ့ fermentation process နဲ့အချင်းဖောက်ခြင်းဟာအစာအိမ်နဲ့ဦးလန်းချောင်းအတွက်အကျိုးရှိသလို uric acid ဖြစ်စေတဲ့ purine ဓာတ်တွေအပေါ်မှာလည်းသက်ရောက်မှုရှိပါတယ်။ဒါကိုသိပ္ပံနည်းကျကြည့်ကြအောင်ပါ။ purine ဆိုတာကတော့အစားအစာတိုင်းရဲ့ cell တွေမှာပါဝင်တဲ့သဘာဝ drug ပေါင်းတွေဖြစ်ပါတယ်။ဟင်းသီးဟင်းရွက်တွေထဲမှာတော့သူတို့ဟာ DNA, RNA ရဲ့အစိတ်ပိုင်းတွေအဖြစ်တည်ရှိနေကြပါတယ်။ကျွန်တော်တို့ခန္ဓာကိုယ်ကအဲ့ဒီ purine တွေကိုခြေပြတ်တဲ့အခါမှာ
နောက်ဆုံးတော့ uric acid အဖြစ်ပြောင်းလဲသွားပါတယ်။ဒါကြောင့်ခေါက်ယောဂရှိသူတွေနဲ့ uric acid တက်နေသူတွေကအဲ့ဒီဓာတ်ကိုသတိထားကြရတာဖြစ်ပါတယ်။အချင်ဖောက်ခြင်းကပြူရင်းတွေကိုဘယ်လိုပြောင်းလဲစေသလဲကိုကြည့်ကြအောင်ပါ။ဟင်းသီးဟင်းရွက်တွေကိုအချင်ဖောက်လိုက်တဲ့အခါမှာအဓိကဖြစ်စဉ်နှစ်ခုဖြစ်လာပါတယ်။အဆင့်တစ်က microbes အဏုဇီဝပိုးမွှားများကပြူရင်းဓာတ်ပေါင်းများကိုဖြိုခွဲခြင်းမှာ fermentation process မှာပါတဲ့ lactic acid bacteria တွေနဲ့သဘာဝအန်ဇိုင်းတွေကပြူရင်းဓာတ်တွေကိုပုံမသေးငယ်တဲ့ပုံစံ nucleosides and bases အဖြစ်ဖြိုခွဲပစ်ပါတယ်။အချို့သော bacteria တွေကသူတို့ကိုယ်တိုင်ကြီးထွားဖို့အတွက်အဲ့ဒီပြူရင်းအစိတ်ပိုင်းတွေကိုစားသုံးခြင်းအသုံးပြုခြင်းကိုလုပ်ကြရပါတယ်။ဒါကြောင့်အချင်ဖောက်ထားတဲ့အချိန်ကြာလာတဲ့နဲ့အမျှအစားအသောက်ထဲမှာပါတဲ့ပြူရင်းဓာတ်ပေါင်းတချို့ကယုံနေသွားနိုင်ပါတယ်။အဆင့်နှစ်ကတော့ drop ပေါင်းတွေဟာ brine လို့ခေါ်တဲ့အချင်ရည်တွေကိုပျော်ဝင်သွားခြင်းဖြစ်ပါတယ်။ဟင်းသီးဟင်းရွက်တွေထဲမှာရေမှာပျော်ဝင်လေတဲ့ဓာတ်တွေကအချင်ရည်တွေကိုစိမ့်ထွက်သွားပါတယ်။ဒါကြောင့်တင့်ရဲ့ပြူရင်းစားသုံးမှုဟာတင်ဘလို့စားတဲ့ပေါ်မှာမူတည်ပါတယ်။ဟင်းရွက်အဖတ်တွေကိုပဲစားမယ်အချင်ရည်ကိုတွန်ပစ်လိုက်မယ်ဆိုရင်တော့အရည်ထဲရောက်သွားတဲ့ပြူရင်းဓာတ်တွေကိုစားမိတာလျော့နေသွားနိုင်ပါတယ်။အချင်ရည်တွေကိုအများကြီးတောင်းမယ်ဒါမှမဟုတ်ဟင်းချက်တဲ့နေရာမှာထည့်သုံးမယ်ဆိုရင်တော့အရည်ထဲမှာပျော်ဝင်နေတဲ့ဓာတ်တွေကိုပါတခါတည်းစားသုံးမိတာမျိုးဖြစ်တတ်ပါတယ်။အလွန်ရေးကြီးတဲ့အချက်ကတော့အချင်ဖောက်ခြင်းဆိုတဲ့ fermentation process ဟာပြူရင်းဓာတ်ကိုလျှော့ချပေးနိုင်မှုရာနှုန်းပြည့်အာမခံချက်မရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့အချင်ဖောက်ပေးတဲ့အကျိုးပြုပိုးမွှားလေးတွေဟာလည်းသူတို့ကိုယ်တိုင်အသက်ရှင်နေတဲ့ cell living cells တွေဖြစ်နေလို့ပါပဲ။သူတို့ပွားများလာတဲ့အခါမှာသူတို့ရဲ့ cell ထဲမှာလည်း DNA RNA တွေပါဝင်နေတာကြောင့်ပြူရင်းပမာဏဟာအချို့အတုပ်တွေမှာယုံနေသွားပြီးတော့အချို့အတုပ်တွေမှာတော့မလျော့နေပဲကြန့်ရှိနေတာမျိုးဖြစ်နိုင်ပါတယ်။နောက်တစ်ခါဈေးထဲကအချင်တွေကဘာဖြစ်လို့လူတွေကိုဝမ်းလျှောစေတာလဲဆိုတာကိုဆက်ကြည့်ရအောင်ပါ။ဈေးထဲကအချင်တွေကအချင်ပေါက်တာမပြီးမြောက်မပြည့်စုံခြင်း pH level မကျသေးခြင်းမတန်ရှင်းတဲ့ရေတွေကိုသုံးပြီးတော့အချင်ဖောက်ခြင်းအပွင့်ထားတဲ့အခါမှာရင်ကောင်းတွေဖုံမှုန့်တွေနဲ့ထိတွေ့နိုင်ခြင်းဇုံတစ်ခုတည်းနဲ့အချင်အားလုံးကိုလိုက်မှွေခြင်းလိုက်ခတ်ခြင်းတို့ကြောင့်လည်းပိုးတွေကူးဆက်ပြီးတော့ဝမ်းလျှောတာမျိုးဖြစ်တတ်ပါတယ်။ဝမ်းလျှောလာရင်တော့အိမ်မှာ ORS လို့ခေါ်တဲ့ဓာတ်စားရည်ကအရေးကြီးဆုံးဖြစ်ပါတယ်။အိမ်မှာဖြောမယ်ဆိုရင်တော့ရေသန့်1လီတာကိုတကြား6စွန်းစားဇွန်းတစ်ဝက်လောက်နဲ့ ORS ကိုအရေးပေါ်ဖြောလို့ရပါတယ်။ဆေးဆိုင်တွေမှာရနိုင်တဲ့စနစ်တကျထုတ်လုပ်ထားတဲ့ ORS တွေကတော့ပိုပြီးစိတ်ချရပါတယ်။ကလေးတွေအတွက်ကတော့ zinc ဓာတ်ပါတဲ့ဆေးဝါးတွေကဝမ်းလျှောခြင်းကိုတူတောင်းစေပါတယ်။ဆေးကန်းသွားဖို့လိုအပ်တဲ့အချက်တွေကတော့ဝမ်းသွားရင်နဲ့ဝမ်းထဲမှာသွေးပါလာရင်ဖျားလာရင်ဘိုက်ကအရမ်းအောက်နေရင်ဒါမှမဟုတ်ရေဓာတ်ခန်းချောက်တဲ့လက္ခဏာတွေစီးသွားတာနည်းပြီးတော့မူးဝေတာတွေဒါတွေဖြစ်လာရင်တော့ဆေးကန်းကိုချက်ချင်းသွားသင့်ပါတယ်။အဲ့တော့အင်ရှင်မတွေကအချင်တွေဝယ်လို့ရှိရင်မှတ်ထားရမယ်3ဆင့်စီကန်းရှိပါတယ်။နံပါတ်1ကတော့အချင်ဖောက်တဲ့ဖြစ်စဉ်ကိုတတ်နိုင်ရင်စစ်ဆေးကြည့်ပါ။စနစ်တကျအချင်ပေါက်ရဲ့လားအချိန်ကြာမြင့်ရဲ့လားစားပါဝင်မှုကဘယ်လောက်ရှိတာလဲအချင်တွေဟာအရွက်တွေဟာရေထဲမှာမြုပ်နေရဲ့လားနံပါတ်2ကတော့တန်ရှင်းမှုကိုစစ်ဆေးစေချင်ပါတယ်။ရင်နားနေတာလားအချင်တွေကိုဖွင့်ပြီးတော့ဘယ်လောက်ကြာကြာထားတာလဲဘူးတွေဇွန်းတွေကတန်ရှင်းရဲ့လားနံပါတ်3ကတော့သိမ်းဆည်းမှုကိုဂရုစိုက်ပါကိုးချင်းကအရေးကြီးပါတယ်အချင်ပေါက်ပြီးသားအရာတွေကိုရေခဲတစ်တာထဲမှာထည့်တာကအန္တရာယ်ကင်းဆုံးဖြစ်ပါတယ်အချင်တွေကကျွန်တော်တို့ရဲ့ရိုးရာဖြစ်ပြီးတော့ကျန်းမာရေးအတွက်လည်းအထောက်အကူဖြစ်နိုင်ပါတယ်ဒါပေမဲ့တန်ရှင်းမှုအဓိကလိုအပ်ပါတယ်ဒီနေရာမှာအစာအိမ် acid ဓာတ်အကြောင်းကိုနည်းနည်းဆက်ပြီးတော့ဖြည့်ပြောချင်ပါတယ်အစာအိမ် acid ဓာတ်နေပါခြင်း hypochlorhydria ဟာအစာချေစနစ်တစ်ခုလုံးကိုကမောက်ကမဖြစ်စေနိုင်ပါတယ်။အစာအိမ် acid ဟာအစာချေဖို့တွေမကဘဲနဲ့ပြင်ပကရောက်လာတဲ့ပိုးမွှားတွေကိုတတ်ဖို့အတွက်ပါအရေးကြီးတာကြောင့်သူနည်းသွားတဲ့အခါမှာခန္ဓာကိုယ်မှာတိတာတဲ့လက္ခဏာတွေပြလာတတ်ပါတယ်။ acid နည်းတဲ့အခါမှာအစာတွေဟာကောင်းကောင်းအစာမကြည့်ဘဲနဲ့အစာရင်ထဲမှာအချင်ပေါက်ပြီးတော့ gas တွေထွက်လာတတ်ပါတယ်။မြန်မာလိုကတော့ဗိုက်ကယ်ခြင်းလေပွာခြင်းလို့ခေါ်ပါတယ်။အစာမကြည့်ဘဲနဲ့လေခြင်းတက်ခြင်းအစာစားပြီးတဲ့နောက်ရင်ပြည့်ရင်ငယ်ဖြစ်ပြီးတော့အစာအနှံ့တိုင်းလေခြင်းတက်တာမျိုးလည်းတွေ့ရတတ်ပါတယ်။နောက်တစ်ခါ heart burn လို့ခေါ်တဲ့ရင်ပူခြင်းမှာလူတော်များများကရင်ပူလို့ရှိရင် acid များတယ်လို့ထင်ပေမဲ့ acid နည်းလာရင်လည်းအစာရင်အဝကကောင်းကောင်းမပိတ်ဖဲနဲ့
acid ကအပေါ်ကိုပြန်ကန်တက်လာပါတယ်အဲ့ဒါဟာရင်ပူတယ်ဆိုတဲ့ခံစားချက်ကိုရစေနိုင်ပါတယ်ပြီးတော့ဝမ်းထဲမှာအစာတွေကမကြည်ဘဲနဲ့ပါလာတာမျိုးဖြစ်တတ်ပါတယ်ဝမ်းသွားတဲ့အခါမှာစားထားတဲ့အသီးရွက်ဒါမှမဟုတ်အသားဘတ်တွေဟာလုံးဝမကြည်ပြတ်ဖဲနဲ့ပါလာတာမျိုးကိုတွေ့နိုင်ပါတယ်နောက်တစ်ခါအာဟာရဓာတ်အထူးသဖြင့်သတ္တုဓာတ်တွေကိုအစာအိမ်ရဲ့ acid ဓာတ်ကနည်းလို့မဆုပ်ယူနိုင်တဲ့အခါမှာခြေသေးလက်သေးတွေပွပြီးတော့ကျိုးလွယ်လာတာမျိုးတွေ့ရတတ်ပါတယ်အသားရည်နဲ့ပတ်သက်လာရင်လည်းဝက်ချံထွက်ခြင်းနှင်းကူကဲ့သို့အရေပြားပြဿနာများဖြစ်ပွားတတ်ပါတယ်အစာအိမ် acid ဓာတ်ကိုအချင်းစားရုံတစ်ခုတည်းမဟုတ်ဘဲနဲ့တဘာဝတိုင်းပြန်လဲကောင်းမွန်လာအောင်လည်းလှုပ်ဆောင်နိုင်ပါတယ်အစာကိုတေချာဝါးစားသင့်ပါတယ်အစာခြေစနစ်ဟာပါးစပ်ကစပါတယ်အစာကိုညံ့နေအောင်ဝါစားခြင်းကအစာအိမ်ရဲ့အလုပ်ကိုတက်တာစေပြီးတော့ acid တွေထွက်လာဖို့အချက်ပေးရာရောက်ပါတယ်အစာစားနေချိန်မှာရေတွေအများကြီးမတောက်သင့်ပါဘူးဟင်းရည်ဒါမှမဟုတ်ရေတွေကိုအစာစားနေတဲ့အချိန်မှာအများကြီးတောက်လိုက်လို့ရှိရင်အစာအိမ်ရဲ့ acid တွေကိုရေဖြော်လိုက်သလိုဖြစ်သွားပြီးတော့အာနိသင်လျော့သွားစေပါတယ်အစာမစားခင်မိနစ်30ဒါမှမဟုတ်စားပြီးမိနစ်30လောက်မှကိုယ်စိတ်ကြက်ရေတောက်တာအကောင်းဆုံးဖြစ်ပါတယ်ပြီးတော့အခုခေတ်စားနေတဲ့ apple cider vinegar ကိုလည်းမမေ့သင့်ပါဘူးအစာမစားခင်15မိနစ်ခန့်အလိုမှာပန်းသီးရှာလကာရည်လက်ဖက်ရည်စွန်းတစ်စွန်းကိုရေတဖန်ခွက်နဲ့ရောတောက်ပေးခြင်းဟာအစာအိမ်ရဲ့ acid ဓာတ် pH ကိုကျဆင်းစေပြီးတော့အစာခြေစနစ်ကိုလှုံ့ဆော်ပေးပါတယ်ခန္ဓာကိုယ်ကအင်ဆူလင်ထုတ်တာနည်းလို့တကြားဓာတ်တွေကိုခြေဖြတ်ဖို့နှေးနေတဲ့သူတွေအတွက်လည်း sugar spike လို့ခေါ်တဲ့အချိုဓာတ်စောင့်တက်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်ဂျင်းဟာလည်းအသုံးဝင်ပါတယ်ဂျင်းဟာအစာခြေအင်ဇိုင်းတွေထွက်ရှိမှုကိုအားပေးပါတယ်။စာစားပြီးတဲ့နောက်ဂျင်းလက်ဖက်ရည်တောက်ပေးတာမျိုးဟင်းထဲမှာဂျင်းတွေထည့်ချက်စားတာကအစာရင်အတွက်ကောင်းပါတယ်။စိတ်ဖိစီးမှုနဲ့လည်းဆိုင်ပါတယ်။ကျွန်တော်တို့စိတ်ဖိစီးနေတဲ့အခါခန္ဓာကိုယ်ကအစာခြေစနစ်ကိုရပ်တန့်စေတတ်ပါတယ်။အစာမစားခင်အသက်ကိုဝါရှူပြီးတော့စိတ်အေးထားပြီးအစာစားတာကအက်ဆစ်ထွက်နှုန်းကိုမှန်ကန်စေတယ်လို့ဆိုပါတယ်။အပေါ်ကပြောခဲ့တဲ့အချင်းဖောက်ထားတဲ့အစားအစာတွေကတော့ဦးလန်းချောင်းထဲမှာရှိတဲ့အကျိုးပြုဘက်တီးရီးယားတွေကိုအားဖြည့်ပေးပြီးတော့အစာခြေစနစ်ကိုပံ့ပိုးပေးတာဖြစ်ပါတယ်။အကယ်၍သင်ကအစာအိမ်ဆေးတွေကိုအမြဲတမ်းဆွဲတောက်နေရတဲ့သူဆိုရင်တော့အဲ့ဒီဆေးတွေကသင်အစာအိမ်ရဲ့ acid ဓာတ်ကိုရှော့ချပေးလိုက်တာကြောင့်ရေရှည်မှာ acid နေတဲ့ပြဿနာကိုကြုံရနိုင်ပါတယ်။ဒါကြောင့်ဆရာဝန်နဲ့တေချာတိုင်ပင်ပြီးတော့တဘာဝအတိုင်းအစာအိမ်ကိုပြန်လဲကောင်းမွန်လာစေတဲ့နည်းတွေကိုလှုပ်ဆောင်တတ်ဖို့လိုအပ်ပါတယ်။နောက်ဆုံးအနေနဲ့အင်ရှင်မတွေအတွက်လက်တွေ့အကြံပြုချက်ကတော့အချင်းဘတ်တွေကိုစေးနီးဖြစ်အားကိုးပြီးတော့မစားပါနဲ့။အချင်းဖောက်ထားတဲ့အစားအစာတွေကိုယူရစ်အက်ဆစ်ကျစေမဲ့ဆေးလိုမျိုးအားကိုးပြီးမစားသင့်ပါဘူး။အဓိကကတော့အစားအသောက်ပမာဏကိုထိန်းညှိစားသောက်ဖို့နဲ့အာဟာရဓာတ်မျှတအောင်စားသောက်တတ်ဖို့ဘုဟုတုတရှိဖို့ပဲလိုပါတယ်။အချင်းရည်ကိုလျှော့သုံးသင့်ပါတယ်။ချင်းဘတ်တွေကိုစားတဲ့အခါမှာအထူးသဖြင့်ယူရီအက်ဆစ်တက်မှာစိုးရိမ်နေတဲ့သူတွေအတွက်တော့အချင်းရည် brine ကိုရှော့တောက်တာဒါမှမဟုတ်လုံးဝမသုံးမဲနဲ့ဖယ်ပစ်လိုက်တာကပိုကောင်းပါတယ်။တန်ရှင်းကအလွန်ရေးကြီးပါတယ်။ဈေးထဲကအချင်းတွေကိုဝယ်စားတဲ့အခါမှာပြူရင်းပမာဏထက်အစားတောက်ရဲ့တန်ရှင်းမှု food safety ကိုပိုပြူးဆိုင်ကြပါမယ်။မတန်ရှင်းရင်ဝမ်းပြက်ဝမ်းလျှောဖြစ်နိုင်ပြီးအခြားအစားအစာထက်ပိုများလို့ဖြစ်ပါတယ်။မိဖို့ထဲမှာနားဆင်မှာ Listen in the Kitchen အစီအစဉ်များကိုနားဆင်ပေးကြလို့ကျေးဇူးတင်ပါတယ်။ကိုယ့်အတွက်အသုံးဝင်နေဆိုရင်ကိုယ့်ပတ်ဝန်းကျင်ကိုယ့်မိသားစုကိုလည်းပြန်လည်မျှဝေပေးကြဖို့အကြံပြုလိုပါတယ်။အားလုံးကျန်းမာဘေးကင်းကြပါစေ။ကျွန်တော်ဝနကျော်ပါ။